ဖိုးဝေးမိသားစုဝင်များအားလုံးမင်္ဂလာပါရှင်ကျမကတော့ဝန်ဝမ်းဖြစ်ပါတယ်ကျမအခုရောက်ရှိနေတာကတော့ Fohoway International Company ပဲဖြစ်ပါတယ် Fohoway ကနိုင်ငံပေါင်းစုံပေါင်းဆက်ပါဝင်ထားတဲ့ High Tech ဇီဝနည်းပညာကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်သုတေသနနည်းပညာထုတ်လုပ်မှုရောင်းချမှုကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များနဲ့အလားပါဆိုင်ရာဝန်ဆောင်မှုများပေးနေတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်ရုရှားနိုင်ငံတွင်2009ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးယခုချိန်ထိနိုင်ငံပေါင်း40ကျော်မှာရုံးခွဲများဖွင့်လှစ်ထားရှိပါတယ်။လူသားများရဲ့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပေးနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်နိုင်ငံပေါင်း40ကျော်မှာရှိတဲ့မိသားစုတန်းပေါင်းများစွာကို19နှစ်ကျော်တိုင်အောင်ကူညီပေးနေပါတယ်။ပုံမကျန်းမာပြီးချမ်းသာတဲ့ဘဝတွေပိုင်ဆိုင်နိုင်စေဖို့ Fohoway ကထောက်ပံ့ကူညီပေးလျက်ရှိပါတယ်။ Fohoway ကတကမ္ဘာလုံးကိုလွှမ်းမိုးမှုရှိပြီးတကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်လာရစီမယ်လို့ကတိသစ္စာပြုပါတယ်။နိုင်ငံတကာအရေးသွင်းပြီးကျန်းမာရေးစောင့်ရှောက်မှုအလားအပနဲ့အိမ်သုံးအတွက်လိုအပ်တဲ့ပစ္စည်းများကိုဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။အဲ့ဒီတွေကတစ်ခုကတော့ Portable Magic Device သို့မဟုတ် PMD စက်ပဲဖြစ်ပါတယ်။ဒီ PMD စက်တွေကလုံဆောင်ချက်၄မျိုးပါဝင်ပြီးကမ္ဘာပထမဆုံးအိတ်ဆောင်ကိရိယာဖြစ်ပါတယ်။အဆိုင်နည်းပညာသို့မဟုတ်တုံခါခြင်းစုပ်ခွက်အပူလေဆာစတဲ့ခေတ်မီနည်းပညာနဲ့အရှိတိုင်းစေပညာကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်သုံးစွဲသူတွေအတွက်အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ PMD စက်ရဲ့လှုပ်ဆောင်ပေးမှုကြောင့်ပေးလက်ပတ်မှုကိုပုံမအားကောင်းစေပြီးအောက်ပါယောဂများကိုကျော်လွှားနိုင်အောင်ကူညီပေးပါတယ်။လေဖြတ်ခြင်း၊ကောက်ယောဂ၊စီးကြိုယောဂ၊သွေးတိုးယောဂ၊အစာအိမ်ယောဂ၊အာယုံကြောယောဂ၊ကြီးပေါင်းယောဂ၊မူးမော်ခြင်း၊ခေါင်းတစ်ချမ်းကိုက်ခြင်း၊ထိတ်ကပ်တာ PMD စက်ရဲ့လှုပ်ဆောင်ချက်တွေကိုအောက်ပါအတိုင်းလှုပ်ဆောင်နိုင်ပါတယ်။ခန္ဓာကိုယ်နှိမ့်နေခြင်း၊ခွက်ဆုပ်ခြင်း၊မက်ကလောင်ချစ်ခြင်းဖြင့်အောက်ပါလက္ခဏာတွေဖြစ်တဲ့အေးမိခြင်း၊ဝိတ်ကြခြင်း၊ဇီဝဖြစ်ပျက်မှုကောင်းမွန်စေခြင်း၊ဝမ်းချုပ်ခြင်း၊ဝမ်းသွားရခက်ခဲခြင်းတို့ကိုသက်သာစေနိုင်ပါတယ်။ဒါအပြင်မျက်နှာအသားရည်တင်းရင်စေခြင်းအရေးကြောင်းများနဲ့စာဝတ်ချက်များကိုဖယ်ရှားခြင်းမျက်နှာအသားရည်တို့ကိုပုံမကျန်းမာစေခြင်းတို့ကြောင့်ငယ်ရွယ်နှုတ်ပြိုပြီးအရွယ်တင်စေပါတယ်။ကိုယ်ခံစွမ်းအားနဲ့ဇီဝကမ္ဘာဖြစ်စေရင်လည်းတိုးတက်စေပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကမောပတ်နေခြင်းမရှိတော့ဘူး။ virus တွေလည်းအလွယ်တကူမကူးစက်နိုင်တော့ဘူး။ပုံမကြက်ခိုင်ပြီးတော့တက်လုံကောင်းလာမှာဖြစ်ပါတယ်။ဒါမှတင့်ရဲ့ကိုယ်ခံစွမ်းအားလည်းတိုးတက်လာမှာဖြစ်ပါတယ်။ဒီအပြင်သင်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ Fohoway ရဲ့အခြားထုတ်ကုန်များစွာရှိနေပါသေးရဲ့။ Fohoway ကသင်နဲ့ကမ္ဘာတစ်ဝန်းရှိတန်းပေါင်းများစွာသောလူများကိုပုံမကျန်းမာစေပြီးချမ်းသာသောဘဝတွေကိုပိုင်ဆိုင်စေဖို့အတွက်ကူညီပေးလျက်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းသာမကငွေကြေးလေးပုံမတောက်တင်လာမှာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီအရာအားလုံးကိုသက်သေပြလိုက်ပါပြီ။မှာရရှိတဲ့အမြတ်ငွေကိုလည်း Fohoway ရဲ့မိသားစုဝင်ဖြစ်တဲ့တင်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကိုလည်းရရှိစေမှာဖြစ်ပါတယ်။ဒါအပြင် Fohoway ရဲ့ထုတ်ကုန်တွေကိုအယောင်မြင့်တင်ပါ။ Fohoway ရဲ့ထုတ်ကုန်တွေကိုဝယ်ယူသုံးစွဲတဲ့သူတိုင်း Fohoway ရဲ့ဖွဲ့ဝင်အလိုအလျောက်ဖြစ်လာမှာဖြစ်ပြီး Fohoway ရဲ့အဖို့စုကြီးတွေကိုလည်းရရှိမှာဖြစ်ပါတယ်။ဥပမာအားဖြင့်တင်ရဲ့မိတ်ဆွေပြဟာ350 FHP နဲ့ PMD စက်တစ်လုံးဝယ်ယူလိုက်တယ်။အဲ့ချိန်မှာသင်က350 FHP အတွက် commission 20%ရရှိမှာဖြစ်ပါတယ်။အကယ်၍သင်ရဲ့ဆိုင်ခွဲကနောက်ထပ်ဆိုင်ခွဲသစ်တွေထပ်ဖွင့်မယ်။ဒီဆိုင်ခွဲအသစ်တွေကလည်းနောက်ထပ်ဆိုင်ခွဲအသစ်တွေထပ်ဖွင့်မယ်ဆိုရင်သင်လည်း commission တွေထပ်ရနေဦးမှာပါ။ဥပမာအားဖြင့်တန်းစော်နဲ့ဇဇာတို့ဟာသင်ရဲ့ဆိုင်ခွဲပိုင်ရှင်တွေဖြစ်လာမယ်။သူတို့နှစ်ယောက်ကနေထပ်မှန်ပြီးဆိုင်ခွဲအသစ်တွေထပ်ဖွင့်မယ်ဆိုရင်သင်လည်း commission တွေရနေဦးမှာပါ။အဲ့ဒီဆိုင်ခွဲအသစ်တွေကလည်းနောက်ထပ်ဆိုင်ခွဲအသစ်တွေထပ်ဖွင့်မယ်ဆိုလို့ရှိရင်သင်လည်း commission တွေထပ်ရနေဦးမှာပါဒါလည်းမကသေးပါဘူးမိတ်ဆွေအတွက်အခြားစုအနေနဲ့အောက်ပါကဲသို့သောအခွင့်အရေးတွေရှိနေပါသေးတယ်ဖုန်းတွေကားတွေကမ္ဘာလေးခီးစဉ်တွေအပြည်ပြည်ဆိုင်ရာလုပ်ငန်းရှင်များနဲ့တွေ့ဆုံခွင့်တွေဒီ
အရာတွေအားလုံးကိုတစ်နှစ်အတွင်းမှာမိတ်ဆွေကပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဘာတွေစောင့်ဆိုင်နေအောင်မလဲအာရှပစိဖိတ်ဒေသမှာရှိတဲ့အခြားသော 4-Hole မိသားစုဝင်နဲ့အတူတင့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်လိုက်ပါမတူညီသောနောက်ခံများနဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်လိုက်ကြရအောင်နောက်ပြီးတင့်ရဲ့မိတ်ဆွေတွေကိုလည်းဖိတ်ခေါ်ဖို့လုံးဝမမေ့ပါနဲ့နော်